အားလုံးပဲမင်္ဂလာပါ welcome back to my channel ဒီနေ့ကတော့ English speaking နဲ့ပတ်သက်တဲ့ day 3ပေါ့နော် prefer to ဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးသွားချင်ပါတယ် alright ပေါ့နော်ဒီနေ့ကတော့ prefer to ပေါ့နော် prefer to ဆိုတဲ့အတိတ်ပဲပေါ့နော်ဒုတိယတစ်ခုတည်းပထမတစ်ခုကိုပို့ကြိုက်တယ်ပို့တဘောကြတယ်ဆိုတဲ့အရှင်ဒီမှာသုံးပါတယ်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဥပမာ number 1အနေနဲ့ I prefer swimming to painting ပေါ့နော်အဲ့ဆိုရင်ငါပကြည့်ဆွဲရတာထက်ရေကူးရတာကိုပို့ကြိုက်တယ်ပေါ့နော်ပြောချင်တာဒုအနောက်ဒုတိယတစ်ခုဆိုတာဒုအနောက်ကအရာကိုပြောပြီးတော့ပထမတစ်ခုဆိုတာ prefer ဆိုတဲ့အနောက်ကအရာကိုပြောတာဖြစ်တယ်ပေါ့နော်Okay နောက်ထပ်ဥပမာတစ်ခုအနေနဲ့ပေါ့နော် I prefer European country to US country ငါဒီဒုတိယတစ်ခုဒုအနောက်မှာရှိတာ US country ဖြစ်တဲ့အတွက်ကြောင့်မို့ US နိုင်ငံနေထက် prefer အနောက်မှာ European country ရှိတဲ့အတွက်ကြောင့်မို့ US နိုင်ငံနေထက် European country Europe နိုင်ငံတွေကိုပို့ပြီးသဘောကျတယ်ပို့ကြိုက်တယ်လို့ပြောတာဖြစ်တယ်ပေါ့နော်နောက်ဆုံး example ကတော့ I prefer foreigner to Burmese guys ငါဒီမြန်မာကောင်လေးတွေထက်ဒီ foreigner တွေကိုနိုင်ငံခြားသားတွေကိုပို့တဘောကြတယ်လို့ပြောတာဖြစ်တယ်ဒီအတုံးလုံးလေးဒီ prefer to ဆိုတဲ့အတုံးလုံးလေးကအရန်ကိုတုံးလို့ကောင်းတဲ့အတုံးလုံးလေးဖြစ်တယ်တော်တော်များများလည်းစကားပြောတဲ့ချိန်ကြရင်လုံးဝထည့်ပြီးပြောကြတယ်ပေါ့နော်ဒီအတုံးလေးကို normally ဘယ်လိုအခြေအနေမျိုးမှာတုံးတတ်ကြတယ်လဲဆိုတော့ပေါ့နော်ဘယ်တစ်ခုကိုပို့ကြိုက်တယ်လဲဘယ်တစ်ခုကိုပြောမလဲပို့ပြီးသဘောကျတာလဲပို့တစ်ခုကိုပို့ပြီးရွေးချယ်ချင်တာလဲဆိုပြီးတော့ပေါ့နော်မေးတဲ့အချိန်ကျရင်ပို့သုံးကြတယ်ပေါ့နော်ဟုတ်ကဲ့ဒီ prefer to ဆိုတဲ့အသုံးအနှုန်းလေးကိုလိုရင်းတူချင်းအနေနဲ့ပြောရမယ်ဆိုရင်ရေကူးတာကိုပို့ကြိုက်တာလားပကြီးဆွဲတာကိုပို့ကြိုက်တာလားလို့တယောက်ကမေးတဲ့ချိန်ကျရင်ရေကူးတာကိုပဲပို့ကြိုက်တယ်လို့ပြောတဲ့ချိန်ကျရင် I prefer swimming အဲ့လိုလေးပဲပြောလိုက်လို့လည်းရတယ်ဒီကလို့ကိုကပကြီးဆွဲတာကိုပို့ကြိုက်တယ်လို့ပဲပြောချင်တယ်ဆိုရင် I prefer painting အဲ့လိုပြောလိုက်တာ ਨੇ တယောက်ကဒီနှစ်ခုကြားတဲ့ဟာဒီသူပြောလိုက်တဲ့အရာကိုသူပို့ကြိုက်တယ်ဆိုပြီးရှားတယောက်က auto နားလည်ပါလိမ့်မယ်ဟုတ်ကဲ့ဒီ prefer to ဆိုတဲ့အသုံးအနှုန်းလေးကိုဒီရွေးချယ်စရာကြုံတွေ့တဲ့ချိန်ကျရင်ကိုကဟိုဟာကိုပို့ကြိုက်တယ်ဒီဟာကိုပို့ကြိုက်တယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောချင်တဲ့ချိန်ကျရင် prefer to ကိုသုံးပြီးတော့ပြောလိုက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် see you in the next videoတိုင်းကိုကစာကြောင်းအပြည့်စုံပြောချင်တော့ပေါ့နော် I prefer foreigner to Burmese guy အဲဆိုရင်တော့မြန်မာကောင်လေးတဲ့ foreigner ကိုပို့တဘောကြတယ်ပေါ့နော်ပြောချင်တာအရှိမထားလိုက်တာကိုပို့တဘောကြတယ်လို့ပြောတာဖြစ်တယ်စာကြောင်းအပြည့်စုံပြောချင်မှုတစ်လုံးပဲပြောချင်တယ်ဆိုရင် I prefer foreigner actually I prefer Burmese guy တကယ်တော့ငါတော့မြန်မာကောင်လေးတွေကိုပို့တဘောကြတယ်အဲ့လိုမျိုးပေါ့နော်ရွေးချယ်မှုတွေလုပ်ရတဲ့အချိန်ကျရင်ဒီ prefer to ဆိုတဲ့အသုံးအနှုန်းကိုသုံးကြတာများတယ်အရန်ကိုအသုံးလုံးကောင်းတဲ့အသုံးအနှုန်းဖြစ်တယ်ဟုတ်ကဲ့